ISCR ရန်ကုန် channel မှာပြန်လည်ပြီးတော့ကြိုဆိုပါရခင်ဗျဒီနေ့ဆရာက Grade 12 English ကိုမိကွန်းဟောင်းပေါ့နော်အဲ့ဒါကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆရာရှင်းပြမယ့်မိကွန်းဟောင်းကတော့2024နော် all question မိကွန်းဟောင်းဖြစ်ပါတယ်နော်ဒီဟာဆရာရဲ့ Telegram channel ထဲမှာလည်းအဖြေတွေပေးထားပြီးပြီနော်မရှင်းပြရသေးဘူးဆရာရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ဒါတော့ number 3နော် rewrite the sentences according to instruction given in brackets ခွင်းထဲမှာပေးထားတဲ့ညွှန်ကြားချက်များအရာဝါကျများကိုပြန်ရေးပါလို့ပြောတာနော် rewrite the sentences ဆိုတာဝါကျများကိုပြန်ရေးပါပြောတာ according to ဆိုတာအရာနော် instruction given in brackets ခွင်းထဲမှာပေးထားသောညွှန်ကြားချက်များအရာနော် given ကပါလေ instruction ကိုအထူးပြုတာပေါ့ verb 3နဲ့အထူးပြုတာနော်အဲ့တော့ number 1ကပေးထားလေဆိုရင် the thief entered the house သူခိုးကအင်ကိုဝင်ခဲ့တယ်လို့ပြောတာ the thief သူခိုးက enter the house အင်ကိုဝင်ခဲ့တယ် he broke the door lock with a pocket knife သူကပါလေအိတ်ဆောင်ဓားလေးနဲ့ပေါ့နော်အဲ့ဒီတကားပေါက်ရဲ့ thought ကိုဖျက်သွားခဲ့တယ်လို့ပြောတာနော် he broke the door lock သူကပါလေ broke the door lock နော်တကားပေါက်ရဲ့ thought ကိုဖျက်ခဲ့တယ်ဘာနဲ့လဲ with a pocket knife အိတ်ဆောင်နော်ဓာတ်နဲ့အဲ့တော့ဘာတွေပေးထားလဲပေးထားတာ join the sentences using participle phrase အဲ့တော့ participle phrase တစ်ခုကိုအသုံးပြုတော့ဝါကျများကိုပြန်ဆက်ပါလို့ပြောတာအဲ့တော့ဆရာတို့ participle phrase ကိုပြောမယ်ဆိုရင် participle phrase ကဘာရှိလဲနှစ်ခုပဲရှိတယ်ဘာရှိလဲ past participle and present participle past participle ဆိုတာ verb 3ကိုပြောတာနော် present participle ဆိုတာ verb 4ကိုပြောတာနော်အဲ့ဒါတွေကို phrase လုပ်ပြီးတော့နော်ဝါကျများကိုဆက်ပေးရမှာအဲ့တော့ဒီမှာဆရာဖြေထားတယ်နော်ဒီနေရာမှာဆရာနှစ်မျိုးဖြေထားတယ်နော် verb 4နဲ့တစ်မျိုးဖြေရတယ် verb 3နဲ့လည်းဖြေပြထားတယ်နှစ်ခုစလုံးကမှန်ပါတယ်နော်ဟိုတချို့က past tense ဆိုရင်ဒီ verb 3နဲ့ပဲဖြေရမယ်အဲ့လိုတော့မဟုတ်ဘူးเนาะဒါပေမဲ့တခုတော့ရှိတယ်เนาะဟို no ဆိုပြီးတော့ရှေ့ကရေးရပေါ့အငင်းပါနေတယ်ဆိုရင်တော့အေး verb 4ပေါ့เนาะ present participle သုံးတယ်เนาะ past participle မသုံးဘူးကျန်တဲ့ဟာကတော့เนาะအေး present ပဲသုံး past ပဲသုံးအတိတ်မှာဆင်းရင်ဟို verb 3သုံးရတယ်အဲ့လိုမဟုတ်ပါဘူးเนาะ present သုံးလည်းရပါတယ်เนาะအဲ့တော့ဆရာကနှစ်မျိုးဖြေပြထားတယ်အဲ့တော့ဒီနေရာမှာယူရပါလေအဲ့တော့ဒီကtransformation sentence ပေါ့နော် stylistic transformation sentence တွေမှာတူအောင်အဓိပ္ပာယ်တူအောင်ရေးပြတာအဓိကအဓိပ္ပာယ်တူရမှာအဲ့တော့သူခိုးကအင်ကိုဝင်ခဲ့တယ်သူကဗာလေဟိုတကားတော့ကိုအိတ်ဆောင်ဓာတ်နဲ့ဖြတ်တယ်အဲ့တော့ဒီဟာကိုပြန်ရေးမယ်ပေါ့အဓိပ္ပာယ်တူအောင်ပေါ့ဆိုရင်ဘယ်ကနော် participle phrase လောက်ရမှာလေ enter နော်အင်ကိုဝင်ပြီးတော့သူခိုးကဖြတ်တယ်အဲ့လိုဆိုတော့ရတယ်နော်ဒီမှာကဗာလေဆရာကဒီဘက်ကပဲလှုပ်လိုက်တယ်ဒီဘက်ကမှာအတိပ္ပတူရပြီအင်ကိုဒီဟာ enter ကို phrase ကိုဟိုနော်လှုပ်လိုက်ရလေရတယ်ဒီဘက်က break ကိုနော်လှုပ်လိုက်လေရတယ်ဒါပြဿနာမရှိအဲ့ကြောင်နော်ဟိုပုံသေးတစ်မျိုးလေးမှတ်လို့မရဘူးဆရာကဒီ enter တော့မလှုပ်ဒီဘက်ကမလှုပ်လိုက်ဒီဘက်ရှင်းလှုပ်လိုက်တာနော်အဲ့တော့အတိပ္ပတူအောင်ရေးတူရင်ရပြီဒီမှာကြည့်လိုက်လေဒီဘက်မှာထားမယ်ဆိုတော့အတိပ္ပတူတာပဲအင်ကိုဝင်ခဲ့တယ်ပေါ့နော်အင်ကိုဝင်ခဲ့တယ်အင်ကိုဝင်ပြီးတော့အဲ့လိုဆိုဒီကတော့မရဘူးဒီဘက်ကပဲရမှာနော်ဒီဘက်မှာဆိုအတိတ်ပဲလွဲသွားပြီသူကတကားဖြတ်တာကရှေ့ကဖြတ်တာနော်ပြီးမှအင်ကိုဝင်တာဒီဟာကြရင်ဒီဘက်ကထားလို့ရှိရင်ဗာလေအင်ကိုဝင်ပြီးသူခိုးရပါလေတကားတော့ကိုအိတ်ဆောင်တရားနဲ့ဖြတ်ခဲ့တယ်ပေါ့နော်ဆိုတော့နည်းနည်းတော့နော်ဟိုဖြစ်တော့တာပေါ့နော်နည်းနည်းတော့ဟိုအတိတ်ကနည်းနည်းလွေးကျင်တယ်လို့ပေါ့ဟိုအချိန်နဲ့ timing နဲ့နည်းနည်းလွေးတော့မှာဖြစ်မှာပေါ့အတိတ်ကတော့တူပါတယ်ဒါပေမဲ့အဲ့လိုပေါ့ဆိုလိုတာကတော့
ဆရာလေးဒီဘက်ကတော့မရေးပါဘူးဒီဘက်ကနော်ဒီဘက်ကပဲ transformation sentence ဆိုတာကတော့အတိပ္ပယ်တူအောင်ပဲနော်အဲ့တော့တကားတော့ကိုဖြတ်ပြီးသူဟိုကအင်ကိုဝင်တယ်နော်အဲ့လိုပေါ့ဒီဘက်ကကိုဖြတ်တာကိုပေါ့နော် phrase ယူလိုက်တယ်အဲ့တော့ခုန break နော် brook နော်အဲ့တော့အဲ့ဒါ verb 4ကပါလေ breaking နော်ဆရာနှစ်ခုလုပ်လိုက်တယ် breaking the door lock with a pocket knife the thief entered the house နော်အဲ့တော့ဗာလေတကားတော့ကိုအိတ်ဆောင်ဓာတ်နဲ့ဖြတ်၍အဲ့လိုရဒါ phrase ပဲနော်ပြရတခုကဗာလေအင်ကိုဝင်တယ်ဒါမှမဟုတ်ခုနနော်verb 3နဲ့ပေါ့နော် present past participle broken the door lock with a pocket knife the thief entered the house ဗာလေတကားတော့ကိုအိတ်ဆောင်ဓာတ်နဲ့ဖြတ်ပြီးသူခုကအင်ကိုဝင်ခဲ့တယ်နော်အတိတ်ပဲတူသွားပါတယ်နော်အဲ့ဒါနောက်တစ်ခုကဘာလဲ number 2 the maid found the lost necklace under the coffee table အဲ့တော့ဗာလေ import ကပေါ့နော် import ကသူ့ရဲ့coffee စပွဲအောက်မှာပေါ့ပျောက်ဆုံးသွားတဲ့နော်လေဆွေးကိုတွေ့ခဲ့တယ်လို့ပြောတာနော်အဲ့တော့ပြထားတာဗာပြ the maid found the lost necklace နော် the maid import ကဗာလေfound the lost necklace ပျောက်ဆုံးသွားတဲ့လေဆွေးကိုတွေ့တယ် under the coffee table ဗာလေ coffee စပွဲအောက်မှာပေါ့နော်အဲ့တော့ဘာပြထားလဲ use it is it was who that pattern တော့ပါနော်ဒါ it was who that pattern ပြောတာလူဆိုပါလေတက်ရှိဆိုရင် who နဲ့သုံးပြီးတော့တက်မဲ့ဆိုရင် that နဲ့သုံးတယ်ပြီးရင်ပါလေ tense ကိုလည်းကြည့်ရတယ် present tense ဆိုရင် it is နဲ့သုံးပြီးတော့ past tense ဆိုရင် it was ပေါ့အဲ့တော့ဒီမှာကြည့်လိုက်ဒီမှာ the maid found the lost necklace found ဆိုတာဘာ tense လဲဒါ past tense ပေါ့နော် past tense ဖြစ်တဲ့အတွက် it is ကိုသုံးလို့မရပါဘူး it was ပဲမှန်မယ်နော်အဲ့တော့ it was ကိုယူလိုက်မယ်ပြီးရင်ပါလေဒီမှာ make ကိုရှေ့ကတင်မယ်ဆိုရင် who နော် who နဲ့ဆက်မယ်ပေါ့တကယ်လို့ the lost necklace နော်အဲ့လိုဆိုရင်ဘာနဲ့ဆက်မှာလဲ that နဲ့ဆက်မယ်အဲ့တော့ကိုကတမျိုးလေးမရဘူးတမျိုးလေးယူဆလို့မရဘူး make ကိုပဲလူကိုပဲတင်သို့မဟုတ် lost necklace ပဲပစ္စည်းပဲတင်ရတယ်နော်အဆင်ပြေတယ်ဆရာကတော့ဒီမှာလူနဲ့တင်တာလုပ်လိုက်တယ်နော်အဲ့တော့ဗာလေ past tense ဖြစ်တဲ့အတွက် it was the maid who found the lost necklace under the coffee table အဲ့တော့ဗာလေဒါကတော့အိမ်ဖော်ဖြစ်ပါတယ်တဲ့ပျောက်ဆုံးသွားတဲ့လေဆေးကိုဗာလေ coffee စပွဲအောက်မှာတွေ့တဲ့နော်အိမ်ဖော်တယောက်ဖြစ်ပါတယ်လို့ပြောလိုက်တာနော်အဲ့တော့ make တက်ရှိဖြစ်တဲ့အတွက် who ကိုသုံးလိုက်တယ်တကယ်လို့ဒီနေရာမှာ the lost necklace ဆိုတာထည့်မယ်ဆိုရင် that နဲ့ဆက်ပြီးတော့ဒီပြ subject ပြန်လိုက်မယ်ပေါ့နော် make တို့ပါတော့အဲ့လိုမျိုးပေါ့ဟောကြတော့နည်းနည်းရှင်းရမှာပေါ့နော်အဲ့တော့ David တူအောင်ရေးတာပဲနော်နောက်တစ်ခုကပါလေ3က Bobo overslept as he did not set his alarm clock သူက Bobo ကပါလေနိုင်အချက်ပေးတာကိုမလုပ်ခဲ့တဲ့အတွက်သူကအများကြီးအလွန်အိတ်တော့တာပေါ့နော် overslept အလွန်ကျွံအိတ်တော့ခဲ့တယ်ပေါ့အဲ့လိုပြောတာအဲ့တော့ပေးထားတာကပါလေ use the third conditional နော် conditional 3မျိုးရှိတယ်ပေါ့ပေးထားတာနော် textbook မှာ first second third နော်အဲ့တော့ third conditional ကကိုယ်သိရမှာ third conditional ဆိုတာဘာလဲဆိုရင် if clause ပေါ့နော် conditional if မှာပါလေpast perfect ကိုသုံးရပါတယ်လေ if မှာ if past perfect ဆိုရင် subject လိုက်တယ် had plus verb 3နော် had plus verb 3 comma ပြီးဟိုဘက် clause မှာဆိုရင် subject would have plus verb 3အဲ့ဒါ formula ပေါ့နော် form ပေါ့နော်ဒါတွေကိုအလွတ်သိထားရမှာအဲ့တော့အငင်းတွေပါထည့်တာကတော့သူလိုအပ်တယ်လို့အဓိပ္ပာယ်တူတော့အောင်ထည့်တာပေါ့နော်
ပေးထားတဲ့အတိုင်းလေးချိန်လို့ရတယ်ပေးထားတဲ့အတိုင်းမဟုတ်ပေနဲ့ပေါ့နော်လိုရတဲ့နေရာမှာအငင်းတွေထည့်ပြီးတော့အဓိပ္ပာယ်တူအောင်လုပ်လို့ရတယ်နော်အဲ့တော့ဒီမှာကဗာလေ तू ကနိုင်အချက်ပေးတာကိုမလုပ်ခဲ့တဲ့အတွက်ကြောင့်ဘဘကဗာလေအလွန်တရာအလွန်အိတ်တော့အိတ်ခဲတယ်ပေါ့နော်အဲ့လိုပြောတာအဲ့တော့ဒီ third conditional သဘောတရားကဗာလေဆိုရင်တခုခုမလုပ်ခဲ့တဲ့အတွက် तू ကနောင်တရတဲ့သဘောပေါ့နော်တခုခုလုပ်ခဲ့တဲ့အတွက် तू ကနော် recap ဖြစ်တဲ့သဘောပေါ့ဆိုပါစို့အဲ့တော့ तू ကဆရာဒီမှာလောက်ထားတယ်ပေါ့နှစ်မျိုးဖြေလို့ရဒီမှာလေတချို့ကတစ်မျိုးပဲထင်ပါဆိုလို့ဆရာပထမဖြေမှာပါလေ तू ကဒီအချက်ပေးနိုင်အချက်ပေးတာကို तू လုပ်ခဲ့လို့ရှိရင်ဘိုးဘိုကအလွန်အိတ်မှာမဟုတ်ဘူးဖြစ်ရတယ်နော်ဒီဘက်ကအငင်းဖြုတ်လိုက်တော့ဒီဘက်မှာအငင်းတက်လိုက်တယ်ပေါ့နော်ဒီဘက်ဖြုတ်ဒီလိုတက်တယ်အဲ့လိုပုံမျိုးတင်တာတော့မဟုတ်ဘူးအနံကအဓိပ္ပာယ်ကိုကနားလည်အောင်ဟိုလှုပ်ဆောင်ရတာပေါ့နော်ဒီဟာဖြုတ်ရင်ဒီမှာတက်ရတယ်အဲ့လိုမျိုးတော့မှတ်ထားလို့မရဘူးပေါ့နော်အဲ့တော့ဆိုတော့ तू ကဟိုအလမ်နိုင်အချက်ပေးတာကိုထားခဲ့လို့ရှိရင်ဘဘကအလွန်တရာအလွန်အိတ်မှာမဟုတ်ခဲ့ဘူးပြောတာအတိတ်မတူသွားဘူးလားတူတယ်နော်အဲ့တော့ဒီဘက်ကpast perfect ဆိုရင်ခုန had plus but 3ရတယ် if he has set his alarm clock has set ဒီမှာလေ had set but 3လုပ်ခဲ့လို့ရှိရင်ဗာလေ comma bobo would not have overslept ဒီမှာ not ပြန်ထည့်ပေးတယ်နော် would not အဲ့လိုမှ not မထည့်ရင်အဓိပ္ပာယ်မှားသွားမှာနော်အဲ့တော့ပူပူပါလေအလွန်အဲ့မှာမဟုတ်ခဲ့ဘူးလို့ပြောလိုက်တာနော်အဓိပ္ပာယ်တူသွားတယ်ဒါမှမဟုတ်ဒီပေးထားတဲ့အတိုင်းပဲလုပ်လိုက်တယ်ပေါ့နော်အငင်းဆိုအငင်းပေါ့နော်အဲ့လိုလေးရတယ်အဲ့တော့ပေးထားတဲ့အတိုင်းပါလို့လေ if he have not set his alarm clock ဆိုရင်ဒီဘက် that condition မှာအငင်းလုပ်လိုက်တယ် if he have not set his alarm clock သူကနိုင်အချက်ပေးတာကိုမလုပ်ခဲ့လို့ရှိရင်ဗာလေ Bobo would have overslept ဘောပါလေအလွန်တရာအိပ်ပြီးသားဖြစ်လိမ့်မယ်ပေါ့အလွန်တရာဆိုအတိတ်ဘယ်တူတော့တာပေါ့ तू မလုပ်လို့ရှိရင် तू အိပ်တော့တယ်လေနော်ဒါမျိုးလို့ရတယ်ပေါ့နော်အဲ့တော့ number 4ကပါလေပြရပါ these teenagers are very rude to the old man အဲ့တော့ဒီကလေးတွေကတဲ့ဒီအသက်ကြီးတဲ့လူတွေကိုတက်ကြီးလို့အရန်ရိုင်းနေပေါ့နော် these teenagers ဒီကလေးတွေက are very rude to the old man ဒီအသက်ကြီးတဲ့လူကိုအရန်ရိုင်းဆိုင်နေပေါ့ but he is very nice to them ဒါမဲ့အဲ့ဒီအသက်ကြီးတဲ့လူကပါလေအဲ့ဒီကလေးကိုအရန်အဲ့ကလေးတို့အရန်ပြီးတော့ဟိုကောင်းတယ်ပေါ့နော် very nice အရန်ကိုပေါ့နော်ပေါ်ပေါ်ရွေခင်ပေါ့ကောင်းတယ်ပေါ့နော်ဒီပြောလိုက်တာပေါ့နော်အဲ့တော့join the sentence using no matter ဒီမှာ no matter ဘာမှပြင်မထားဘူးเนาะ no matter ကိုသုံးပြီးတော့လေဝါကြမြကိုဆက်ပါလို့ပြောတာအဲ့တော့ no matter ကဘာရှိလဲ no matter what အကြောင်းအရာဝတ္ထုဆိုရင် no matter who ဘာလဲလူအတွက်ဆိုရင်เนาะ no matter how เนาะ adjective အတွက်ဆိုရင်ဘာလဲ no matter how เนาะအဲ့လိုမျိုးတွေသုံးတယ်ပေါ့เนาะအဲ့တော့ဒီမှာပေးထားတာအဲ့တော့ဒီမှာကြည့်လိုက်ဘာပေးထားလဲno matter how rude ပေးလိုက်တယ်เนาะအဲ့တော့ no matter how ပဲ how နောက်မှာ adjective လိုက်တယ် sorry ဒီကအဖြေပေးသွားပြီเนาะအဲ့တော့ no matter how နောက်မှာ adjective အဲ့မှာ rude ဆိုတာပေးထားတဲ့ပါတဲ့အတွက် rude ရိုင်းဆိုင်ပြတယ် no matter how ကိုဆရာတို့ရွေးလိုက်တာ no matter how နောက်မှာ adjective rude ပြီးရင်ပါလေ subject လိုက် teenagers ပြင် verb are no matter how rude the teenagers are right ကလေးတွေကဘလောက်ပဲရိုင်းဆိုင်ပါစေပေါ့ the old man is very nice to them ဗါလေအသက်ကြီးတဲ့လူကသူတို့ကိုအရန်အဲ့ကလေးကို nice ပေါ့နော်ကောင်းတယ်လို့ပြောတာနော်အဲ့တော့လို့ဆိုနောက်တစ်ခုပါလေ 5 the boys go to the gym regularly ကလေးတွေကပါလေအားကစားခန်းမကိုပေါ့နော်ပုံမှန်တော့တယ်တဲ့ the boys go to the gym ကလေးတွေကအားကစားခန်းမကိုတော့တယ် regularly ပုံမှန်နော် he wants to keep his body in shape သူကပါလေသူ့ရဲ့ခန္ဓာကိုလှရှင်တာပေါ့နော်တန်တန်မာမာလေးပေါ့နော် fit တန်တန်မာမာလေးဖြစ်ရှင်တယ်လို့ပြောတာ
want to keep ထားခြင်းတယ်ပေါ့အဲ့လိုပြောတာပေါ့နော်အဲ့ဒါ join the sentences using in order to in order to ကိုသုံးပြီးတော့ဝါကြများကိုဆက်ပါလို့ပြောတာအဲ့တော့ in order to ဆိုတာအလို့ငါရန်အဲ့လိုရတယ်ရန်အလို့ငါအဲ့ in order to နောက်ပါလေဘာဝံလိုက်တယ်ပေါ့နော်ဘာဝံပဲအဲ့တော့ဒီနေရာကိုဘယ်ဖက်မှာထားမလဲစဉ်းစားကြည့်လိုက်ပေါ့နော်ကလေးတယောက်ဟာဂျင်ကိုပေါ့နော်အားကစားခန်းမကိုပုံမှန်တော့တယ်ဘာလို့လဲသူ့ခန္ဓာကိုလှရှင်လို့ပေါ့နော်သူ့ခန္ဓာကိုတန်မာခြင်းလို့ပေါ့ဆိုဒီဘက်မှာတန်မာတဲ့ in order to ဒီဘက်မှာထားမှရမှာနော်အဲ့တော့ဒီဘာလုပ်လိုက်လဲ the boy goes to the gym regularly in order to အလို့ငါ keep ဘာဝံလိုက်တယ် in order to နော်ဘာဝံ in order to keep his body in shape ဗါလေသူ့ရဲ့ခန္ဓာကိုတန်မမာဖြစ်ရန်အတွက်ကလေးတယောက်ဟာဒီကလေးရပါလေအကစားယုံကိုပုံမှန်လဲတော့ပါတယ်လို့ပြောတာအဲ့တော့ in order to ကတော့ဝေပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲ thank you